အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေဆွေးနွေးပေးမယ့်အကြောင်းအရာတော့ဒါဒီ Israel နိုင်ငံပေါ့ဒါအခုဒီ Iran နျူကလ িয়ার နဲ့ဒီလက်နက်စက်ရုံတွေကိုတိုက်တဲ့သတင်းပေါ့ဒါနဲ့ဆက်ပြီးတော့အခုဒီလက်ရှိဖြစ်နေပေါ့တိုက်နေပေါ့ဒီနှစ်နိုင်ငံအဲ့တော့ဒါဘာတွေဆက်ဖြစ်လာမလဲပေါ့အဲ့တော့ဘယ်နေရာတွေတိုက်တယ်ပြီးရင်ဒါဘာကြောင့်အခုမှတိုက်ရတာလဲပြီးရင်ဒီ American ပါဝင်ပတ်သက်မှုတွေပေါ့ဒါနဲ့ပတ်သက်ပြီးအနေငယ်မျှဝေဆွေးနွေးပေးသွားမှာပေါ့ဒါဒီ Israel ကဒီလေးကိုတောက်ကြလေးဒါဒီ2025ခုနှစ်ပေါ့ဇွန်လ23ရက်နေ့မှာပဲဒါအီရန်နိုင်ငံရဲ့ဒီနျူကလ িয়ার အဓိကနေရာတွေနဲ့ပြီးရင်ဒါစစ်ဘက်ဆိုင်ရာအဆောက်အဦတွေကိုစပြီးတော့လေကြောင်းနဲ့တိုက်တော့တိုက်တဲ့အတိုင်းပဲဒါဒီအီရန်နိုင်ငံနေရာတော်တော်များများကိုထိမှန်တယ်ပြီးရင်ဒါမျိုးတော့ဒီဟန်နဲ့ပြီးရင်ဒီအဓိကယူနီယံထုတ်လုပ်တဲ့နေရာတွေမှာဒါပေါက်ကွဲမှုတွေဖြစ်သွားရောဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါဒီခုတိုက်ခိုက်မှုမှာဒါဘယ်နေရာတွေတိုက်ခိုက်ခံခဲ့ရလဲပေါ့အီရန်ဘက်ကဒါ Israel စစ်တပ်အနေနဲ့ဒီအီရန်နေရာဒေသအသီးသီးမှာရှိတဲ့ဒီနျူကလ িয়ার ပြစ်မှတ်အပါအဝင်ပေါ့ဒါစစ်ဘက်ဆိုင်ရာပြစ်မှတ်ဒါဇင်ပေါင်းများစွာကိုတိုက်ခိုက်ခဲ့တယ်မြို့တော်ရဲ့အရှေ့ဘက်မှာရှိတဲ့ဒီအီရန်တော်လိုင်းရေးအဆောင်တက်ရဲ့ဒါအဓိကနေရာများကိုဒါဒီလေကြောင်းတိုက်ခိုက်မှုတွေဒါအများကြီးလုပ်ခဲ့ရပေါ့အလားတူဒီဘက်လယ်ပိုင်းမှာရှိတဲ့ဒီ Isfahan ပြည်နယ်မှာဆိုရင်လည်းဒါဒီနျူကလ িয়ার အဓိကစက်ရုံကြီးရှိတဲ့ဒီနာတန်စက်ရုံကိုအကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့တယ်ပြီးရင်ဒီမျိုးတော့ဒီခိတက်မှာဆိုရင်ဒါဒီလူနေတိုက်ခန်းတွေပြက်ပြီးတော့ရက်သားတွေများပြားသေဆုံးခဲ့တာကိုလည်းတွေ့ရှိခဲ့ရအောင်ပြောချင်တာဒီတိုက်ခိုက်မှုမှာဒါဒီ Israel လုံခြုံရေးရရှိသူပြောထားတာပေါ့ဒါဒီအီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ဒီမိုဟာမက်ဘာဂရီနဲ့ပြီးရင်ဒီအဓိကနျူကလ িয়ার သိပ္ပံပညာရှင်တွေဒါသေဆုံးသွားရဆိုပြီးတော့ပြောထားတယ်ပေါ့အီရန်ဘက်ကတော့ဘာမှဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြတာမရှိသေးဘူးပေါ့ပြီးရင်နောက်တစ်ယောက်ပေါ့အီရန်တော်လိုင်းရေးအဆောင်တက်ရဲ့အကြီးအကဲဟူစိန်ဆာလာမီလည်းဒါသေဆုံးသွားရဆိုပြီးတော့ဒါ Israel ဘက်ကထုတ်ပြန်ထားရှိအောင်ပြောချင်တာဒီခုဖြစ်စဉ်ကဒါဘာကြောင့်ခုမှတိုက်ရတာလဲပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ Israel ကဒါအီရန်ကိုဒါသူတို့နိုင်ငံဒါတည်မြဲဖို့အတွက်ရှင်းရှောင်းမှုတစ်ခုပေါ့ဒါဒီတစ်ခုဖြစ်တာသူတို့ကမြင်နေရပေါ့ဒါမနစ်ကလေးအဲ့တော့ဒါအခုဒီလေကြောင်းတိုက်ခိုက်မှုနဲ့ဒီလေကြောင်းကာကွယ်ရေးစနစ်တွေအားလုံးလှုပ်ဆောင်မှုတွေမှာဆိုရင်ဒါဒီ Israel ကာကွယ်ရေးဝန်ကြီးဌာန Israel Cuts ကပဲဒါလုံရက်တွေအားလုံးကိုဒါကြိုတင်ကာကွယ်တဲ့တိုက်ခိုက်မှုအနေနဲ့ဒါသူတို့လုပ်တယ်ဆိုပြီးတော့ဒါဒီကလင်းပြောကြားထားတာ This operation is for our right to exist here, for our future and for our children's future. The State of Israel has the right and the obligation to operate in order to protect its people and will continue to do so. The IDF conducted significant preparations for this operation. We are well prepared both in defense and offense to defend ourselves. The IDF will continue to defend the State of Israel. ပြောချင်တာဒီအီရန်နိုင်ငံအနေနဲ့ဒါနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့ဒါစ조사နေရဖြစ်တဲ့အတွက်အမေရိကန်ပြီးရင်ဒီအနောက်နိုင်ငံပေါ့နောက်ဥရောပနိုင်ငံတွေအားလုံးကဒါ Israel ကိုထပ်ခါတလဲလဲပြောတယ်ဒါအီရန်နဲ့ပတ်သက်ပြီးတော့အဲ့တော့ဒါအီရန်နဲ့ပတ်သက်ပြီး Israel နဲ့ဒါညှင်းပွားမှုတွေဒါဒီနေ့ပေါ့ဒါတောက်ကြနေမှာပဲဒါအဆုံးသတ်ပြီးတော့အဓိကဒါစစ်ဖြစ်သွားအောင်ပြောချင်တာဒီအမေရိကန်နဲ့ဒါညှိနှိုင်းမှုမရှိဘဲနဲ့ဒါ Israel ကဒါတိုက်ခိုက်လိုက်တာဖြစ်တဲ့အတွက်အမေရိကန်အနေနဲ့ပေါ့ဒါဒီနေ့မှာဆိုရင်ဒါ Donald Trump ဦးဆောင်ပြီးတော့ရေးပေါ့ဒါလုံခြုံရေးစီဝေးခေါ်ပြီးတော့စီဝေးပြီးတာနဲ့ဒါဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဒါအမေရိကန်ဘက်ကဒါဘာတွေပြောမလဲပေါ့ဒါရတော့စောင့်ကြည့်သွားမှာနောက်တစ်ချက်ပြောချင်တာဒါဘယ်သူတွေပါလဲပေါ့ဘယ်သူတွေပါလဲနဲ့ပတ်သက်ပြီးတော့ဒါ Israel ကစီရေးနဲ့ဒီတာလမန်ရေးရာတွေမှာဆိုရင်ဒါဒီပြောရရင်ဒါဝါရှင်တန်ပေါ့ဒီအမေရိကန်ကိုမိခိုနေရဖြစ်တယ်ဒီတိုက်ခိုက်မှုကိုလည်းဒါဒီသူ့တနိုင်ငံနဲ့လှုပ်ဆောင်တာဆိုပေမဲ့ဒါအမေရိကန်ရဲ့ဒီထိပ်တန်းတန်တမန်တူဖြစ်တဲ့ဒီမာကိုရူဘီလိုပြောထားတာဆိုတာဒါအီရန်ကိုတိုက်ခိုက်ဖို့အတွက်ဒါကျွန်တော်တို့မပါဘူးဒေသတွင်းမှာရှိတဲ့အမေရိကန်တပ်ဖွဲ့ဝင်တွေကာကွယ်ဖို့ကျွန်တော်တို့ကအဓိကဦးစားပေးထားတယ်ပြောချင်တာဒီအမေရိကန်အကျိုးစီးပွားတွေကိုပြစ်မှတ်မထားရင်ကျွန်တော်တို့ကဒါအီရန်ကိုတိုက်ဖို့အတွက်ပါမှာမဟုတ်ဘူးဆိုပြီးတော့ပြောထားတာဒါပေမဲ့သူဘယ်လိုပဲပြောပေါ့ဒါအကျိုးသက်ရောက်မှုတွေဘာရှိလာလဲအဓိကအကျိုးသက်ရောက်မှုတွေနဲ့ပေါ့ခုဒီအီရန်နိုင်ငံအနေနဲ့အဓိကပြည်ပဆိုင်ရာလေကြောင်းသွားလာမှုတွေအားလုံးရပ်လိုက်ရတယ်ပြီးရင်ဒီအိန္ဒိချင်းအီရန်နိုင်ငံကလည်းဒါသူ့ရဲ့လေပိုင်တဲ့ခုလုံးကိုပိတ်လိုက်ရတယ်အဲ့တော့ဒါအီရန်ရဲ့လက်တုံ့ပြန်မှုတွေကဘယ်လိုလာမလဲဆိုပြီးတော့ဒါအားလုံးကစောင့်ကြည့်နေအခုလက်ရှိမှာဆိုရင်ဒါအီရန်နိုင်ငံအနေနဲ့ပေါ့ဒါဒီသမ္မတဒေါ်နယ်ထရန့်ရဲ့ဒါဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမှတ်ချက်တွေအားလုံးကိုဒါသူစောင့်ကြည့်နေဆိုပြီးတော့ပြောသွားတာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြန်ပြီးတော့ရှုပ်အောင်ပြောချင်တာဒီရှေ့လေပိုင်းစစ်စပြိုးမှုနောက်ကွယ်မှာဒါအီရန်ရှိတယ်ဆိုတာဟုတ်ဒါ Israel ဘက်ကဒါရင်ကလေးကတည်ရပေါ့အဲ့အတွက်လည်းဒါဒီသူတို့အနေနဲ့အခုဒါလက်ရှိမှာဆိုရင်ဒါလက်ဦးမှုရယူပြီးတော့တိုက်ခိုက်တော့အမေရိကန်အနေနဲ့ကကြောဒါဒီနောက်ကွယ်ကတရုတ်နဲ့ရုရှားပါမပါဟုတ်ဒါသူစောင့်ကြည့်နေအောင်ပြောချင်တာဒီ Israel အနေနဲ့ကပေါ့ဒီနျူကလ িয়ার အဆောက်အုံတွေကိုပဲဒါအဓိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တော့
ဒီတိုက်ခိုက်မှုကြောင့်ပဲဒါသူတို့အနေနဲ့ဒီနှစ်နိုင်ငံအီရန်နဲ့အစ္စရေးအနေနဲ့ပေါ့ဒါဒီခုလက်ရှိဖြစ်သွားတဲ့ပြည်ပခါကြီးကပို့ပြီးတော့ကြာရှည်ဆိုရှိလာနိုင်တယ်ပြီးရင်ဒီအရှေ့လေပိုင်းမှာဆိုရင်ဒါသူတို့နှစ်နိုင်ငံကဒါအင်အားရှိဆုံးစစ်တပ်တွေဖြစ်တဲ့အတွက်ဒါဒီစစ်ပွဲတစ်ခုကဒေချာတဲ့ဒါအမြင့်ဆုံးအထိရောက်သွားနိုင်တာပြောချင်တာဒီဖြစ်စဉ်ကဒါတိုက်ရိုက်ပဋိပက္ခတော့မဟုတ်ဘူးအဓိကနျူကလ িয়ার စက်ရုံအဓိကတော့တိုက်တာဖြစ်တဲ့အတွက်ပြီးရင်ဒီတစ်ဖက်ကအီရန်နိုင်ငံဆိုရင်ဒါအကြီးတန်းတပ်မှုတွေ2ယောက်လောက်ဒါတည်သွားတယ်ပေါ့ဒီလိုတည်သွားဖြစ်တဲ့အတွက်ဒါဒီအစ္စရေးနိုင်ငံသူတို့ဒါကြီးညာထားတဲ့လှုပ်ဝက်စစ်စင်ရေးဆိုတာဒါတကယ်တော့မဟုတ်တော့ဘူးဒါအမှန်တိုင်းပြောရရင်ဒါဒေသစစ်ပွဲပေါ့ဒါတကယ်လုံးဝစစ်ပွဲအတွင်ဟိုဒါကူပြောင်းသွားတယ်လို့မြင်တွေ့နေရတော့ဒီစစ်ပွဲကနေဒါအကျိုးစီးပွားအနေနဲ့ပေါ့ဒါခုလက်ရှိဒီကနေ့တောက်ကြနေမှာဆိုရင်ဒါရေနံတင်ပို့ရောင်းချမှုနဲ့ပတ်သက်ပြီးတော့ဒါကုန်ကျန်းစည်းနှုန်းတွေရဆက်ရှင်းဒါ 8% လောက်တက်သွားဘူးပြောချင်တာအီရန်ဘက်ကဒါဘယ်လောက်ထိအစ္စရေးတိုက်ခိုက်မှုခုခံမယ်ပြင်ဘယ်လိုပြန်တိုက်လာမလဲပေါ့ဒီချက်တွေကိုစောင့်ကြည့်ရမှာဖြစ်ပြီးတော့အီရန်ဘက်ကဒါသူတို့ပြောထားတဲ့အတိုင်းပဲတို့ဒါဒီခက်ပြင်းပြင်းတုတ်ပြန်လာခဲ့မယ်ဆိုရင်ဒီအခြေအနေကြီးပေါ့အခုလက်ရှိဖြစ်သွားဒီနိုင်ငံဒါဒီတတိယကမ္ဘာစစ်ကိုဒါအစပြိုးလာနိုင်တဲ့အခြေအနေထိဖြစ်သွားနိုင်တယ်ပြီးရင်ဒါအခုဖြစ်နေတဲ့စစ်ပွဲဆောင်ကဒါနောက်ရက်ဒီမှာဒါထပ်ပြီးတော့ပို့ပြီးတော့ပဲကြီးထွားလာနိုင်တယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကိုကျေးဇူးတင်ပါတယ်